안녕하십니까 이찬입니다. 디네가로 라이로데 라이소데 라이또아데 라이라데 에들로 라이소데အဓိပ္ပာယ်ရှိတာလေးကို အဓိကထားပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်. အရင်ဆုံး 라이로디 ဆိုရင်အမတို့က따라하다. ဒါဆိုရင် 라이로 ကြည့်ပါဆိုရင် 따라해보세요. 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 ဆရာမရဲ့ အတန်ထွက်ကို အဲ့ဒီအတိုင်း လိုက်ပြောကြည့်ပါဆိုရင် 선생님의 발음을 그대로 따라해보세요. 선생님의 발음을 그대로 따라해보세요. 라이또아래 따라가다. ဒါဆိုရင် တငယ်ချင်းက အရင်သွားနေပြီမို့လို့ မြန်မြန် လိုက်သွားကြဆိုရင် 친구가 먼저 갔으니까 빨리 따라가자. 친구가 먼저 갔으니까 빨리 따라가자. 라이라래 따라오다. ဒါဆိုရင် ကျွန်တော်ကို လိုက်လာပါ ကျွန်တော်နောက်ကို လိုက်လာပါဆိုရင် 저를 따라오세요. 저를 따라오세요. 짱리가 나로 လိုက်လာတယ်ဆိုရင် 고양이가 우리를 따라와요. 고양이가 우리를 따라와요. နောက်ကနေတကောက်ကောက်လိုက်တယ်ဆိုရင် 따라다니다네သုံးတယ် ဥပမာ မောင်လေးကတော့ တနေ့ကုန် အမနောက်ကို တကောက်ကောက်လိုက်တယ်လို့ပြောချင်ရင် 남동생은 하루 종일 누나만 따라다녀요. 남동생은 하루 종일 누나만 따라다녀요. 라이소래 따라 부르다. ကြိုက်တဲ့တခြင်းကို 사다집이 라이소케레소인 좋아하는 노래를 가사 보고 따라 불렀어요. 좋아하는 노래를 가사 보고 따라 불렀어요. နောက်ပြီးတော့ like မိတယ်ဆိုရင် 따라잡다 ဆိုပြီးတော့သုံးပါတယ် ဥပမာ ငါက နင့်ကို မကြမီ like မိတော့မှာဆိုရင် 내가 너를 곧 따라잡을 거야. 내가 너를 곧 따라잡을 거야.ငါက နင့်ကို မကြမီ like မိတော့မှာ ကဲ ဒါဆိုရင် ဒီနေ့ကတော့ like ဆိုတဲ့အဓိပ္ပာယ်ရှိတယ် like လုပ်တယ် like ဆိုတယ် like သွားတယ် like လာတယ် ဆိုတာလေးတွေကိုပြောပြသွားတာပဲဖြစ်ပါတယ်. 그러면 다음에 또 만나요.